မှန်လေနင်ကြောင်းပြီးခဲ့အိမ်မှာနေပြီးဖုန်းပဲထိုင်ကြည့်နေရနော်ဘာဆက်လို့ပေါ်စင်လာထားငါကြည့်နေရတယ်ပြောက်ပြ80ဘာလို့မှမသိဖြစ်နေတယ်လို့ပဲအဲ့လေနားလေတမန်နိုင်ငံကျမကျောင်းဆက်တက်ချင်တာဒါမှဘယ်နိုင်ငံသွားအောင်လဲပြင်ပြစားတက်ရမယ်ဝေခွဲမရသေးလို့စဉ်းစားနေလေတော့မဖြစ်သေးတယ်နင်ကလေအငဲအလိုပဲသိလားတူဝင်နေရတဲ့ချိန်လေးကုန်တော့မယ်အဲ့ဒါကြောင့်ငါနင်လည်းကိုင်းမဲ့ကြောင်းရှိမလားဆိုပြီးတော့မပိရှာဟာရှိတယ်နင်ကနေပညာနဲ့စီးပွားရေးပိုင်းကိုစိတ်ဝင်စားတာဆိုတော့ဂျာမနီက Kisma University နဲ့ဆိုလုံးဝ okay ပါဂျာမနီဟုတ်လားမမဂျာမနီဆိုတော့ဂျာမန်လာရင်တရားမှမလားသူမျိုးလုံးဝမတက်ဘူးလေလို့ဝါအဲ့ကြောင့်ဂျာမန်စာမတက်တဲ့ English နဲ့ဒါရိုက်တက်လို့ရတယ်သူကဘာလီနဲ့ poster လိုမျိုးရွေးမှာ canvas ရှိရတယ်နေဝါဒနာပိုင်းက science တို့ AI တို့ computer science တို့ international business တို့လိုအလောက်ကမျက်နှာပွင့်တဲ့ major တွေအကုန်ရှိတယ်လက်တွေ့လုပ်ငန်းခွင်တဲ့ character တွေပဲတင်ပေးရဟိုအဲ့ဒါဆိုရင်မိုက်တယ်နော်ဒါမဲ့ဘွဲရပြီလို့ရှိရင်အမှပဲအလုပ်ဆက်လုပ်ရပါမလားကြားတာပေါ့သူကကဘာ touch company ကြီးနဲ့ချိန်ထားတာဆိုတော့ internship တွေ12ခွန်းနဲ့အများကြီးပဲအကောင်းဆုံးကဘာလဲသိလားဘွဲရပြီးရင်ဂျာလီမှာအလုပ်ရှာဖို့ poster တွေ work visa 18လအောင်ပေးထားရလို့ဖတ်လိုက်ကြသေးတယ်ဟုတ်လားမမစိတ်ဝင်စားကြပဲဒါမဲ့အဲ့ကြောင့်တခြားသိအောင်ရပြီးတော့ကြောင်းလျှောက်ဖို့စားရဲစားတယ်နဲ့ပြောစားစားမှပြီးမှမသိဘူးအေးငါလည်းအဲ့ဒါကြီးခေါင်းစားနေတော့စောစောကပဲ Facebook ပေါ်မှာ MDDA Edu ဆိုတဲ့ page ကိုတွေ့လို့ဝင်ကြည့်လိုက်သေးတယ်။အဲ့တော့အကြောင်းရင်းကနေဗီဒီယိုတွေစားရဲစားတယ်ဗီဇာကိစ္စတွေဒီအစအဆုံးအဓိကကူညီပေးရတဲ့အဓိကကသူတို့စီမှာ101 free consult လည်းရှိရဲ့ဟာဒီလိုကြီးလား free လေးရတယ်ပေါ့အေးလေလက်ကားရတာပဲဟာအဲ့ဒါကြောင့်တွန်းညီမကြီးကအခုပဲသူတို့စီမှာ free consult လေးအတွက် booking လုပ်ထားလိုက်မယ်လေသိချင်တာအကုန်ခန့်မှန်းပြီးလို့ရတာပေါ့ဟုတ်တယ်ကောင်းတယ်မမဒါဆိုသူတို့စီဘယ်လိုစားဖို့ရမလဲလွယ်လွယ်လေးပဲအခုပဲ MDDA actual chat ပေါက်မှာ Gisna လို့စားဖို့ပြီး booking လိုက်ကြစို့ဒါနဲ့ phone pick အမနဲ့တူတူစားဖို့ကြရအောင်